ကြောက်ခဲဟာရေခဲပြင်ဟော်ကီကစားသမားဖြစ်ပြီးပြည်သက်တွေကြားထဲမှာလည်းရေပန်းစားပါတယ်သူနာမည်ကြီးတာကဂိုးတွေသွင်းလို့မဟုတ်ပဲတစ်ဖက်ပြိုင်ပွဲဝင်တွေကိုဗလာအာကိုနဲ့တွားကျွတ်အောင်ဝင်တိုက်လို့တွားနဲ့သားဆိုပြီးနာမည်ကြီးတာပါကြောက်ခဲကစိတ်ကူးရင်ဆန္ဒတွေအိမ်မက်မက်တာတွေကိုမြုပ်ကြည့်ပဲဘဝကကာတော့ကမဟုတ်ဘူးလို့သတ်မှတ်ထားတာဖြစ်ပါတယ်ပွဲပြီးတော့ကလေးတွေကလက်မှတ်ထိုးခိုင်းပြီးကြောက်ခဲလို့ဟော်ကီကစားသမားဖြစ်ချင်တယ်ဆိုပြီးပြောတာမို့ကြောက်ခဲလည်းလောကကြီးမှာမဖြစ်နိုင်တာတွေရှိတာမို့အိမ်မက်ဆက်မဲ့ဖို့ကလေးတွေကိုမိုတီတွေပြေဝပေးလိုက်ပါတယ်ကြောက်ခဲမှာမိသက်ဆိုတဲ့ချစ်သူရှိပြီးမိသက်ကတော့ကလေး2ယောက်အမေပါမြေပါသမီးလေးတက်တက်နဲ့ကတော့အဆင်ပြေပေမဲ့မြေပါသားတန်လုံးကတော့ကြောက်ခဲကိုမတော်ရသေးတဲ့ပထွေးဆိုပြီးမကြည့်ပါဘူးဒီလိုနဲ့မိသေးကညဘက်အပြင်ခဏသွားရမှာမို့ကြောက်ခဲလေကလေးတွေကိုစောင့်မေးရင်ဘော်ဒါရီနဲ့ပိုကကစားတယ်ရင်းစရာပတ်စံကလည်းမရှိတာမို့တက်တက်ကောင်းအောက်ကပတ်စံနဲ့ရင်းလိုက်တာအချီကြီးနိုင်သွားပါတယ်ဒါပေမဲ့တက်တက်ကတော့သူသွားကြိုးထားတာသွားနဲ့သမီးကသွားကိုတော့ယူသွားပြီးပတ်စံတော့ချမထားခဲ့ဘူးဆိုပြီးမိသေးတို့ကိုပြောပြပါတော့တယ်မိသေးကတော့ကနေအောက်မှာကြာနေမလားဆိုပြီးရှာပေမဲ့ကြောက်ခဲကတော့သွားနဲ့သမီးတို့ဆိုတာယုံနှမ်းပုံပြင်နေပါဆိုပြီးပြောနေတာမို့မိသေးလည်းဝင်တားလိုက်ခါတက်တက်ကိုလည်းပတ်စံစားတို့ပြန်ပေးလိုက်ပါတယ်နောက်မှကြောက်ခဲကိုကလေးတွေရဲ့စိတ်ကူးရင်မှုတွေမဖြစ်စည်းဖို့အတွက်တတိပေးလိုက်ပါတယ်ဒီလိုနဲ့ညဘက်အိတ်နေတော့သူစီကိုသွားနဲ့တိုင်းမီကသွားနဲ့သားနှစ်သမီးတွေကိုမထီမဲ့မြင်လုပ်တဲ့ပုံမှန်နဲ့တူစင့်ခေါ်စာရောက်လာပါတယ်ကြောက်ခဲလဲတယောက်ယောက်အားချောင်းနေတဲ့ထင်ပေမဲ့တောင်မန်နေထွက်စတိုင်နေချင်းသွားတဲ့ပြင်ချက်ချင်းကိုသွားနဲ့တိုင်းမီကိုရောက်သွားပါတယ်ကြောက်ခဲလဲအိမ်မက်မက်နေတဲ့ထင်ပေမဲ့တကယ်ကြီးဖြစ်နေတဲ့ပြင်အဲ့ဒီကသူ့လက်ထောက်ရှိကြီးနဲ့တွေ့ပြီးသူကတဲတဲကိုသွားနဲ့သမီးတွေနဲ့ပတ်သက်ပြီးမြုံကြည်တဲ့စကားပြောတဲ့ပြင်ကလေးတွေရဲ့စိတ်ကူးရင်မှုကိုမထီမဲ့မြင်ပြူတာကြောင့်ဒီကိုအပြစ်ခံဖို့ရောက်လာတာပါကြောက်ခဲလဲဘာအပြစ်မှမခံနိုင်ဘူးဆိုပြီးပြဿနာရှာနေချိန်သွားနဲ့သမီးကောင်းဆောင်ကြီးရောက်လာပြီးကြောက်ခဲကကလေးတွေရဲ့သွားကိုတပတ်တိတိလိုက်ယူပေးရမှာဖြစ်ပြီးဘသူကမှအဲ့ဒီကြောင်းကိုပြောလို့မရသလိုစီကံဖောက်ပြက်မိရင်ရက်တွေတိုးသွားမှာပါအခုတော့ဘာမှလုပ်လို့မရတော့တာကြောင့်ကြောက်ခဲလဲလက်ခံလိုက်ရပြီးတွားယူတဲ့ချိန်လိုအပ်တဲ့ပစ္စည်းတွေယူပြီးအပြန်တင်ပေးလိုက်ပါတယ်တွားနဲ့သားလိုက်စင်နေပါဖြည့်လိုက်ပြီးတာနဲ့ကြောက်ခဲလဲပြန်နိုးလာရပါတော့တယ်ကြောက်ခဲကတော့အိမ်မဲလို့ပဲထင်ပြီးမိသေးကိုပြန်သွားချော့ကနှစ်ယောက်သားအဆင်ပြေနေချိန်မှာပဲလိမ့်စာတစ်ခုနဲ့ကြော်ညာဝင်လာပါတယ်ကြောက်ခဲလဲဖုံးတရက်တွေလက်ကမြင်းနေပဲထင်နေချိန်တောင်ပံပေါက်လာတာမို့မိသေးမမြင်အောင်အပြင်ထွက်လာရပါတယ်အရှိကြီးကလည်းဖုံးဆက်ပြီးသူပေးတဲ့လိမ့်စာတိုင်းလာမယ်ပြောတာမို့ညကအိမ်မဲမုတ်တာတကယ်ဆိုတာသိသွားပါတယ်အရှိကြီးပေးတဲ့လိမ့်စာတိုင်းသွားပြီးပထမဆုံးသွားကိုယူရမှာမို့ကြံတွေတောင်းကခန္ဓာကိုယ်သေးတဲ့ဆေးကိုစားပြီးအိမ်ထဲဝင်သွားပါတယ်အားလုံးကသူ့တက်ကြီးနေတဲ့ပြင်ကြောင်မရှိနေတာမို့ခြေတန်လုံးသွားပြီးခလေးသွားကိုယူပြီးချိန်မှာပဲခလေးကနိုးလာကသူ့ကိုမြင်ပြီးအော်ဟစ်ပါတော့တယ်ခလေးမိဘတွေလည်းရောက်လာတာမို့ထွက်ပြေးတော့မဲ့ချိန်ကြောင်နဲ့တွေ့ပြီးကြောင်လိုက်လို့ထပ်ပြေးရပြန်ပြီလူတရအိတ်ထဲကနေကြောင်ပြေးနိုင်မဲ့ပစ္စည်းထုတ်လိုက်ပြီးအသုံးပြုလိုက်မှကြောင်ပြေးသွားခဲ့ပြီးကြောက်ခဲလဲလွတ်မြောက်လာပါတယ်နောက်တနေ့ကစားပွဲရောက်တော့မနေ့တနေ့ကမှရောက်လာတဲ့ငချွတ်လေးကရမ်းအောင်မြင်နေပြီးသူ့နေရာကိုလွတ်သွားတာမို့ကြောက်ခဲလဲကစားပွဲမှာပြည်ပြင်ကစားတော့မဲ့ချိန်သွားယူဖို့ချိန်ရောက်လာတာကြောင့်အတောင်ပံတွေမမြင်အောင်အိမ်သားတွေဝင်ပုတ်ရပါတော့တယ်ငနေလေးတွေကလည်းပြင်ကနေကြောက်ခဲကိုစောင်းနေတာမို့လူကောင်သေးသေးသုံးပြီးအိမ်သာပေါက်ကနေတဆင်ထွက်လာရပါတော့တယ်ကြောက်ခဲလဲစိတ်မရှိတော့တာကြောင့်တိမ်လုံးကိုတိတ်မိတ်ဆွေတွေသုံးပြီးသွားကိုယူလာပါတယ်သွားတိုက်မိကိုရောက်တော့လူသားတွေကိုကြရက်ထားစေပြီးလို့နောက်တစ်ချိန်ခလေးသွားယူဖို့အတွက်ခလေးအိတ်တဲ့အထိစောက်ခိုင်းလိုက်ပါတယ်စောင့်နေရင်ရှစ်ကြီးကနတ်သားဆိုပေမဲ့တောင်ပံမပါတာမို့တောင်ပံရှိတဲ့သူတွေအားကျနေတာမြင်ပြီးသူကိုယ်တိုင်ကလည်းသွားနတ်သားလှုပ်ချနေတာပါသိသွားပါတယ်ဒီလိုနဲ့တရက်မှာမိသေးတို့သားမိတွေကပြင်သွားစရာရှိလို့တန်လုံးကိုသူ့စီမှာအပ်ထားခဲ့ပြီးနှစ်ယောက်သားကဂီတာဆိုင်သွားရင်ကျောင်းကငနေတယောက်ကတန်လုံးကိုနှောက်ယှက်နေတာမြင်ကကြောက်ခဲလဲဝင်ဖြဲပေးလိုက်ပြီးစကားတွေပြောကအဲ့တော့မှနှစ်ယောက်သားအဆင်ပြေသွားပါတယ်ညစာတူစားမယ်ဆိုပြီးလှုပ်ချိန်သွားယူရမယ့်ချိန်ရောက်လာတာမို့ကြောက်ခဲလဲညင်းလိုက်ပြီးသွားယူရမယ့်နေရာရောက်သွားတော့အပြည့်အရဘာမှသုံးဝင်မရှိတော့ပါဘူးအရှိကြီးကလည်းကိုပြောက်စပရေးသုံးဖို့အကြံပေးလိုက်တယ်ကိုပြောက်စပရေးသုံးမှခွေးပါအကိုက်ခံလိုက်ရပါတယ်ခေါင်းဆောင်ကလည်းကိုကြီးပစ္စည်းတွေသုံးပြီးကြရက်တွေထားကုန်တဲ့ကြောက်ခဲကိုပစ္စည်းတွေသုံးဖို့တားလိုက်ပေမဲ့ကြောက်ခဲကတော့မှောင်ခိုပစ္စည်းတွေဝယ်ပြီးသွားယူတာပေါက်ကရတွေဖြစ်သွားတဲ့ပြင်ခြေပါအောင်းခံလိုက်ရပါတယ်မိတဲကပဲအာမကန်နဲ့လာထုတ်ပေးရပြီးချိုးတွေပြောင်းနေတဲ့ကြောက်ခဲကိုရစ်တာမို့ကြောက်ခဲကပဲအလျှော့ပေးလိုက်ရတယ်နောက်နေ့ဟော်ကီပြိုင်ပွဲစကန်ဒီမှာဂျူနီယာလေးကသူတို့ကိုအိုနေပြီးပါညာဆိုပြီးဖင်ကောင်းတွေစွတ်ကျန်နေတာကြောင့်ကြောက်ခဲလဲပွဲစကန်ဒီကိုပြောက်စပရေးနဲ့ပစ္စည်းချို့သုံးကအိတ်ကောင်လေးရှုံးအောင်လုပ်ခဲ့ပါတယ်အိမ်ရောက်တော့တန်လုံးကကြောက်ဆွဲရင်ပြိုင်ပွဲမှာပြိုင်မလို့ကိုသွေးကြောက်နေတာမို့ကြောက်ခဲကပဲမိုတီတွေပေးလိုက်ပြီးတန်လုံးလဲကြောက်ခဲကိုနောက်တစ်ခါပြိုင်ပွဲမှာဂိုးသွင်းဖို့အတွက်မိုတီတွေပေးလိုက်ပါတယ်အဲ့တော့မှကြောက်ခဲလဲကြောက်တုံးလုံးပါဝါတွေပြပြီးဂိုးကိုသွင်းနိုင်ခဲ့ပါတယ်နောက်တစ်ပွဲဆက်ကစားကန်ဒီကိုတွားယူဖို့ချိန်ကျလာပါတယ်တွားယူရမယ့်လိပ်စာကလည်းမိသေးအိမ်ဖြစ်နေတာမို့တွားဖို့ဆုံးဖြတ်လိုက်ပြီးအဲ့ဒီနေရာမှာပဲတောင်ပံပေါက်ခါပြန်ပြီးမိသေးတို့စီတွားပါတော့တယ်တဲတဲစီရောက်တော့တဲတဲနိုးလာပြီးသူ့ကိုယ်သူတွားနဲ့သားဆိုတာပြောပြလိုက်ပါတယ်တန်လုံးစီတွားပြီးဖြစ်ခဲ့သမျှကိုတောင်းပန်ကပြိုင်ပွဲသွားဖို့အတွက်မိုတီတွေပြန်ပေးလိုက်ပါတယ်မိသေးကလည်းသူ့သမီးလေးအတွက်ဝစ်စုံငားလာတဲ့ထင်ပြီးစိတ်ဆိုးသမျှတွေပြေးသွားပါတယ်ပြိုင်ပွဲသွားဖို့ကိုလည်းသူ့တောင်ပံနဲ့တန်လုံးကိုပြိုင်ပွဲပို့လိုက်ပြီးတွားတိုက်ပြီးဌာနကိုရောက်သွားပါတယ်ဟိုရောက်တော့စီကန်းကိုဖောက်ပြက်ခဲ့ပေမဲ့ခလေးမလေးရဲ့ယုံကြည်မှုကိုပြန်ရလာတာမို့သူ့ရဲ့ပြစ်ဒဏ်ကလည်းလွတ်ကအားလုံးကိုနှုတ်ဆက်ပြီးဖြစ်ခဲ့သမျှတွေကိုလည်းနတ်သမီးကောင်းဆောင်ကဖျောက်ပေးလိုက်ပါတယ်နောက်ဆုံးမှာတော့ကြောက်ခဲလဲအားလုံးမိကပြိုင်ပွဲမှာမိသေးကိုလက်ထက်ခွင့်တောင်းရင်ဇလန်းလေးလည်းပြီးသွားပါတော့တယ်လူချင်းမင်းတို့လည်းနတ်တွေကိုမြုံကြည်သလိုသွားလို့ရင်ကြောက်ခဲလို့နတ်ကင်ခံရနိုင်ပါတယ်အစောကြီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်